ကျမကတော့မြောက်လာပါပြည်သူ့ဆေးရုံကြီးကစီးချိုနဲ့ဟော်မုန်းယောဂဌာနကဟော်မုန်းယောဂအထူးကုဆရာဝန်ဒေါက်တာကျော်ညိုစိုးမြင့်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့အခုမေလ25ရက်နေ့မှာကြာရောက်နေတဲ့ World Thyroid Day ကမ္ဘာဟော်မုန်းကျန်းမာရေးနေ့ထိမ်းမှတ်ဖြစ်တဲ့ Thyroid ဟော်မုန်းယောဂများအကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်Thyroid ဟော်မုန်းနဲ့ပတ်သက်တဲ့ယောဂတွေကတော့သွေးကြိုစီးကျူယောဂအပြင်ဒုတိယလူသိများတဲ့ဟော်မုန်းယောဂမျိုးစားတွေဖြစ်ပါတယ်ဒီ Thyroid ယောဂတွေကတော့အများသောအားဖြင့်အမျိုးသမီးတွေမှာအဖြစ်များကြပါတယ်နောက်မျိုးရိုးထဲမှာ Thyroid ဟော်မုန်းယောဂရှိတဲ့လူတွေနောက်ဒီ autoimmune လို့ခေါ်တဲ့ခုခံအားပြောင်းလဲလို့ဖြစ်ပေါ်တဲ့ယောဂတွေရှိတဲ့လူတွေမှာတော့အဖြစ်ပိုများပါတယ်သို့တော်လည်းလူကြီးလူငယ်လူတွေကလေးတွေမှာပါဒီ Thyroid ဟော်မုန်းယောဂတွေကိုတွေ့ရှိနိုင်ပါတယ်ပထမဆုံးအနေနဲ့ Thyroid gland ဆိုတာကတော့ဘာလို့လေဘင်းရဲ့ရှေ့မှာရှိတဲ့လက်ပြပုံစံရှိတဲ့ဟော်မုန်းကိုထုတ်တဲ့ gland မျိုးစားဖြစ်ပါတယ်ဒီ gland လေးကနေပြီးတော့ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုထိန်းချုပ်ပေးတဲ့နောက်အယိုးကျန်းမာရေးမျိုးပွားမှုဆိုင်ရာနှလုံးခုန်လုံးနဲ့ကိုယ်လေးချိန်ကိုယ်ပူချိန်တို့ကိုထိန်းချုပ်ပေးတဲ့ Thyroid ဟော်မုန်း T3 T4 တွေကိုထုတ်လုပ်ပါတယ်။ဒါကြောင့်ဒီဟော်မုန်းတွေကနည်းတယ်များတယ်ဖြစ်တယ်ဆိုတဲ့အခါမှာကျမတို့ရဲ့ခန္ဓာကိုယ်မှာယောဂတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဖြစ်များတဲ့ Thyroid ဟော်မုန်းယောဂတွေကတော့ Thyroid ဟော်မုန်းများခြင်း Hyperthyroid Thyroid ဟော်မုန်းနည်းခြင်း Hypothyroid Thyroid အလုံးကျိတ်ယောဂများဒီ Thyroid ညိုကျူးလို့ goiter လေဘင်းကြီးယောဂတွေအပြင်ကို Thyroid gland ရောင်ရမ်းခြင်းလို့ခေါ်တဲ့ Thyroiditis တွေပါဝင်ပါတယ်။ Thyroid ဟော်မုန်းများတဲ့ယောဂတွေကထူးသဖြင့်တော့အမျိုးသမီးတွေမှာတွေ့ရများတယ်။အသက်30ကနေအသက်60အတွင်းအဖြစ်လေးရှိတယ်။ဒါပေမဲ့ကလေးတွေနဲ့လူကြီးတွေအမျိုးသားတွေမှာလည်းတွေ့ရတတ်ပါတယ်။တကယ်လို့ဒီ Thyroid ဟော်မုန်းများလာမယ်ဆိုရင်တော့ရင်တုံလာမယ်။နာချွေးစည်းတွေပြန်မယ်။နောက်သူများတဲ့ပူပြီးတော့ပူအိုက်တယ်။အဓိကကိုယ်လေးချိန်ကြီးကျသွားတတ်တယ်။သပင်ကျွတ်တယ်။နောက်လက်ကတုံကရင်တွေဖြစ်တယ်။အိတ်မပျော်ဘူးစိတ်တူတွေပေါ့နော်။နောက်မျိုးသမီးတွေမှာယာသည်မမှန်တတ်ဘူး။ကလေးမရတတ်ဘူး။ဒီလိုလက္ခဏာတွေရှိတတ်ပါတယ်။ Thyroid ဟော်မုန်းများတဲ့အထက်က Graves' disease လို့ခေါ်တဲ့ယောဂအမျိုးအစားမှာဆိုရင်တော့မျက်လုံးပြူးလာတတ်တာတွေ့ရပါတယ်။ဒီလိုလက္ခဏာတွေရှိရလို့ပြောပြီးမယ်နဲ့အချို့သောအသက်ကြီးတဲ့လူတွေမှာလက္ခဏာတွေမပြဘဲနဲ့နှလုံးခုန်လုံးမှန်မှန်တော့မှသွားရောက်စစ်ဆေးလိုက်တာမျိုးအယိုးပွားလို့အယိုးကျိုးတော့မှစစ်လိုက်မှ Thyroid ဟော်မုန်းများနေတာမျိုးတွေတွေ့ရတတ်တယ်။နောက်ပိုင်းမှာတော့ကျမတို့ဒီ medical check up လို့ခေါ်တဲ့ကျန်းမာရေးစစ်ဆေးတဲ့အခါတွေမှာ Thyroid ဟော်မုန်းများတာတွေကိုလည်းတွေ့ရတတ်တယ်။ချို့လူတွေမှာဘာလက္ခဏာမှမပြဘဲလေရှိနေတတ်တဲ့အတွက်ကြောင့်မလို့စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။တကယ်လို့ဒီ Thyroid ဟော်မုန်းများတဲ့ယောဂတွေမှာဆိုရင်တော့ဟော်မုန်းကိုကုသပေးတဲ့တောက်ဆေးဒါမှမဟုတ်ရင် Thyroid gland ကိုဖယ်ထုတ်တဲ့ခွဲစိတ်ကုသမှုမျိုး radioactive iodine လို့ခေါ်တဲ့အနုမြူရောင်ကြီးတောက်ခြင်းပေါ့ဒီ၃မျိုးတွေကတစ်ခုခုနဲ့ကုသဖို့လိုအပ်ပါပဲကိုကဘလို့ကုသမှုမျိုးနဲ့တင့်တော်မလဲဆိုတာတော့ကိုယ့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ရွေးချယ်သင့်ပါတယ်ဒုတိယအဖြစ်များတဲ့ယောဂကတော့ Thyroid ဟော်မုန်းနည်းခြင်း Hypothyroid ဖြစ်ပါတယ်အဲ့တော့ Hypothyroid တွေကလည်းHyper ရဲ့ပြောင်းပြန်နေပေါ့အဲ့တော့ကိုယ်အလေးချိန်တက်လာမယ်ပင်ပန်းနွမ်းနေနေမယ်နောက်တစ်ခုကအေးအေးတံကိုမခံနိုင်ဘူးဝင်းချုံမယ်တချို့တွေကအတန်တွေပြောင်းသွားကြတယ်အသားရည်တွေကျန်းတန်းနေနောက်သပင်တွေကျွတ်တယ်ပေါ့နော်ဒီလိုလက္ခဏာမျိုးတွေနဲ့လာတတ်ပါတယ်တချို့ကြတော့ဒီ Thyroid ဟော်မုန်းတဲ့လက္ခဏာကိုတတိမပြုမိဘူးမသိလိုက်တဲ့အခါမှာတတိလစ်တယ်နောက်နှလုံးဘေးမှာရည်တွေဝင်တယ် pericardial effusion လို့ခေါ်တယ်ဒီလိုအဆင့်တွေရောက်မှပဲသိလိုက်တာမျိုးတွေလည်းရှိတတ်ပါတယ်နောက်တချို့ကတော့ခုနပြောသူယာစီတွေများနေတယ်ယာစီမှန်မှန်ကိုကလေးမရဘူးဒါမှမဟုတ်လို့ရှိရင်ကလေးကအဖက်မတင်ဘူးပေါ့မျိုးသမီးတွေမှာဒီလိုလက္ခဏာတွေနဲ့လည်း Hypothyroid ဟော်မုန်းနည်းခြင်းတွေကကျမတို့စီကိုရောက်လာတတ်ပါတယ်ဒီလက္ခဏာတွေရှိရဆိုရင်တော့စစ်ဆေးကြည့်ဖို့လိုပါတယ်Thyroid gland ကိုခွဲထားမှုတဲ့လူတွေ
တဝက်လောက်ထုတ်ထားဘူးတယ်ဒါမှမဟုတ်ရင်အလုံးလေးကိုဖယ်ထားဘူးတယ်နောက်ခုနပြောခဲ့တဲ့ radioactive iodine လို့ခေါ်တဲ့အနုမြူရောင်ခြည်ဆေးတွေတောက်ဘူးတဲ့လူတွေဆိုလို့ရှိရင်เนาะဒီ thyroid hormone နည်းသွားနိုင်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့စစ်ဆေးကြည့်ဖို့လိုပါတယ်ဟော်မုန်းနေတဲ့ယောဂါတွေဆိုရင် thyroid hormone ကိုပြန်ပြီးတော့တောက်ဖို့လိုတယ်များသောအားဖြင့်တစ်သက်လုံးပြန်ပြီးတော့ဒီဆေးကိုတောက်သွားဖို့လိုပါတယ်တတိယအဖြစ်များတဲ့ယောဂါတော့ thyroid gland ရဲ့အလုံးအကျိတ်တွေဖြစ်ပါတယ်ဒီအလုံးအကျိတ်တွေကတော်တော်များများမှာတွေ့ရနိုင်ပါတယ်တခါလေကိုဆမ်းမိလို့တွေ့တာမျိုးဖြစ်တတ်တယ်တခါလေကြားလို့ရှိရင်ဘေးကလူကအလုံးရှိနေတာကိုတတိထားမိတာမျိုးဖြစ်တတ်ပါတယ်အလုံးကျိတ်တွေရဲ့9%ကနေ10%ကသာကင်ဆာအလုံးကျိတ်တွေဖြစ်ပါတယ်များသောအားဖြင့်ဒီအလုံးတွေကရေအိတ်တွေဟော်မုန်းထုတ်တဲ့အလုံးတွေတာမန်အလုံးတွေဒါမှမဟုတ်ရင်အိုင်ယိုဒင်းတက်ချို့တဲ့လို့ဖြစ်တဲ့အလုံးတွေသာအဖြစ်များပါတယ်အဲကြောင့်အလုံးတိုင်းဟာကင်ဆာအလုံးမဟုတ်တတ်ပါဘူးနောက်ခွဲစိတ်ဖို့လည်းလိုချင်မှလိုနိုင်ပါတယ်ဒါကြောင့်ဒီအလုံးကျိတ်တွေတွေ့ပြီဆိုလို့ရှိရင်ပထမဆုံးဒီလူနာကမျိုးရိုးထဲမှာ thyroid cancer နဲ့ပတ်သက်တဲ့เนาะမျိုးရိုးရှိခဲ့ဘူးလားနောက်တစ်ခုကဥကောင်းတဲ့လေပင်တွေကိုအရင်တုန်းကဓာတ်ရောင်ခြည်ကုသမှုတွေပြုလုပ်ခဲ့ဘူးလားနောက်အသက်အရမ်းငယ်လွန်းတဲ့လူတွေနဲ့ကြီးလွန်းတဲ့လူတွေဒီလိုလူတွေဆိုလို့ရှိရင်เนาะဂရုစိုက်ပြီးတော့ဒီအလုံးက cancer ဖြစ်နိုင်ခြေရှိမရှိသေချာစစ်ဆေးဖို့လိုပါတယ်thyroid အလုံးကျိတ်တွေကိုကျမတို့ကဒီတိုင်းတွေ့ရတဲ့ဒီခွဲစိတ်တာထက်ဆောင်လို့ရှိရင်သေချာ ultrasound လို့ခေါ်တဲ့လေပင်ကို thyroid ultrasound ရိုက်ကြည့်ပြီးတော့လုံးရဲ့အဆင့်ပေါ့နော်ဆိုရင်ရတဲ့အဆင့်တွေကိုသတ်မှတ်ဖို့လိုတယ်တချို့အလုံးတွေကရေအိတ်ကလေးပဲတီးသန့်ဖြစ်တဲ့အတွက်ကြောင့်မလို့ခွဲစိတ်ဖို့လည်းမလိုပါဘူးရိုးရိုးအလုံးတွေဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီအလုံးတွေကဒီ ultrasound ရိုက်ကြည့်လိုက်တဲ့အခါမှာတန်တရားရှိပွဲပေါ့နော် ultrasound ရဲ့လက္ခဏာတွေရှိတယ်ဆိုလို့ရှိရင်တော့နောက်ထပ်တစ်ဆင့်အလုံးတွေကိုကျမတို့ကရေလေးတွေယူရဲစုပ်ယူရဲ FNAC လို့ခေါ်တဲ့အရေးစုပ်ယူတာမျိုးကိုစစ်ဆေးကြည့်လို့ရပါတယ်ဒီအရေးစုပ်ယူတဲ့အခါမှာနောက်ထပ်ပြီးတော့တန်တရားရှိမှသာအလုံးတွေကိုခွဲစိတ်ပါတယ်ကိုယ်မှာရှိတဲ့အလုံးကတကယ်လို့ပုံမှန်ထက်เนาะပို့ပြီးတော့မြန်မြန်ကြီးလာတယ်အစာမြူရတဲ့အခါမှာနင်းနေအတန်ပြောင်းသွားတယ်အရင်တော့ကလည်းဒီခေါင်းတို့လေပင်တို့ကိုဓာတ်ရောင်ကြီးပြဘူးတယ်ဒီလိုလက္ခဏာတွေရှိတယ်ဆိုလို့ရှိရင်တော့သေချာဆရာဝန်နဲ့အမြန်ဆုံးတိုင်ပြီးတော့ခွဲစိတ်ဖို့လိုလို့စစ်ဆေးသင့်ပါတယ်နောက်ဆုံးအဖြစ်အများဆုံးဖြစ်တဲ့ thyroid ယောဂါကတော့ thyroid gland ရောင်ရမ်းခြင်းလို့ခေါ်တဲ့ thyroiditis ဖြစ်ပါတယ် thyroiditis တွေကလူမျိုးတွေမှာအတွေ့များလဲဆိုလို့ရှိရင် virus ပိုးတွေဝင်တဲ့အခါမှာတွေ့တတ်တယ်။နောက်မျိုးသမီးတွေဝေးဖွားပြီးတော့6ပတ်အတွင်း postpartum လို့ခေါ်တဲ့အချိန်မှာအတွေ့ရများပါတယ်။တခါလေဒီလေပင်မှာရှိတဲ့ thyroid gland ကနာကျင်တာမျိုးရှိနိုင်တယ်။ခါလေလည်းမနာဘဲနဲ့ thyroid gland ရောင်ရမ်းတတ်ပါတယ်။ thyroid gland ရောင်ရမ်းတာကဘယ်လိုပုံစံမျိုးနဲ့လာနိုင်လဲဆိုရင်ကျမတို့ရှေ့မှာပြောသွားတဲ့ဟော်မုန်းများတဲ့ hyperthyroid ရဲ့လက္ခဏာတွေအတိုင်းလာနိုင်ပါတယ်။ဒါကြောင့်ကိုယ်စီကိုလာတဲ့လူနာတွေက hyperthyroid လို့ခေါ်တဲ့ဟော်မုန်းများတာလား thyroiditis လို့ခေါ်တဲ့ thyroid gland ရောင်တာလားကိုကျမတို့ကသိချာလေးစစ်ဆေးကြည့်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ဒီယောဂနှစ်ခုကကုသမှုကလုံးဝမတူတဲ့အတွက်ဖြစ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့လေပင်ကနာကျင်နေတယ်ဒါမှမဟုတ်လို့ရှိရင်လည်းတချို့တွေဆိုလို့ရှိရင်လေပင်မှာတစ်ဆိုဖြစ်နေတယ်ဒီလိုလက္ခဏာမျိုးတွေနဲ့လာတတ်တယ်နောက်လေပင်လေးကမတိမတာရောင်လေးကြီးလာသလိုမျိုးသတိထားမိတယ်အဲ့ဒီအချိန်မှာပဲတပြိုင်နက်တည်းဟော်မုန်းများတဲ့လက္ခဏာတွေကိုခံစားရတယ်ဆိုလို့ရှိရင်တော့ thyroid gland ရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်တော့ကျမတို့ကဒီ thyroid gland ရောင်ရမ်းတာလားဟော်မုန်းများတာလားဆိုတာကိုဆက်လက်ပြီးတော့ရှာဖွေကုသဖို့လိုပါတယ်။ thyroid gland ရောင်ရမ်းတဲ့လူတွေကိုတော့ကျမတို့ကဒီ thyroid ဆေးတွေမပေးဘဲနဲ့အယောင်ကြာဆေးတွေ steroid ဆေးတွေပေးပြီးတော့ကုသဖို့လိုပါတယ်။အခုပြောသွားခဲ့တဲ့ thyroid hormone နဲ့ပတ်သက်တဲ့အဖြစ်များတဲ့ယောဂတွေကပြောခဲ့သလိုပဲအမျိုးသမီးတွေမှာဖြစ်တယ်ဆိုပေမဲ့ကလေးတွေအသက်အရွယ်ကြီးတဲ့လူတွေအမျိုးသားတွေမှာလည်းအချိန်ပြည့်ဖြစ်နိုင်ပါတယ်။နောက်ပိုင်းမှာဒီဗဟုသုတဒီများလာတာတဲ့အပြင်
ကျမတို့ဒီ medical check up လို့ခေါ်တဲ့သွေးစစ်ဆေးမှုတွေကိုစောလုပ်လာတဲ့အတွက်ကြောင့်လို့တာရိုက်ယောဂါတွေကိုအလွယ်တကူတွေ့ရှိတဲ့စောကုသတယ်ကုသပြီးတော့ကျမတို့ဒီတာရိုက်ရဲ့နောက်ဆက်တွဲတွေပေါ့မဖြစ်အောင်နေအများကြီးကုသနိုင်တာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီကမ္ဘာတာရိုက်ကျန်းမာရေးနေ့မှာပြောချင်တာကတော့ဒီတာရိုက်ယောဂါတွေကအဖြစ်များပါတယ်တကယ်လို့လိုအပ်လို့ရှိရင်စောကုသပြီးတော့ဒီတာရိုက်ယောဂါတွေကိုရှောက်ခွေကုသဖို့အတွက်ကျမကတိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်